ကျွန်တော်စကားတစ်လုံးပြောလိုက်တာနဲ့တခန်းလုံးချက်ချင်းတိတ်ဆိတ်သွားတယ်ကြောက်တက်ကျူကမျက်လုံးပြူပြီးမယုံနိုင်စရာကြည့်နေတယ်မင်းရော်ကြီးပေးဖို့သဘောတူလိုက်တာလားပတ်စံဆိုရင်ကလည်းဝမ်းသာအားရဖြစ်နေပေမဲ့နှကန်းကိုတင်းတင်းစေထားပြီးမင်းကလူလိမ္မာပဲတန်းတရာကပြဿနာမရှိဘူးဒူးထောက်ပြီးတောင်းပန်တာလည်းပြဿနာမရှိဘူးလို့ပြောလိုက်တယ်ဒီပကြီးကားကတော့ကျွန်တော်အတန်းကိုဆွဲပြီးပြောလိုက်တယ်ပတ်စံဖိုးကြီးခမရဲ့250တက်တန်းရှိတဲ့ကျမကြီးအာမခံတမြင်နဲ့ကြိတ်ဆိုရဲရင်ဒီပစ္စည်းကခမရဲ့ဘိုးဘေးရေးခဲ့တဲ့ချင်းရင်ကွန်းချောင်းစာအုပ်ဆိုတာတရားတေချာရင်အဲ့ဒီအပေါ်မှာသွေးမျက်ရည်တွေမဟုတ်ပဲမာလာဟင်းစီတွေစိုးနေရင်တောင်ကျွန်တော်ရော်ကြီးပေးမှာပါဘာပတ်စံဆိုရင်ကခဏတာကြောင်းသွားတယ်ဘာမာလာဟင်းလဲပတ်ဝန်းကျင်ကလူတွေလည်းနားမလဲကြဘူးကြောက်တဲ့ကျူကဒေါသထွက်ပြီးမင်းဒီမှာရှောက်ပြောမနေနဲ့ရော်ကြီးစာချုပ်ကိုလက်မှတ်ထိုးမလားမထိုးဘူးလားပဲပြောလို့ပြောလိုက်တယ်ထိုးမယ်မဖြစ်မနေထိုးရမယ်ကျွန်တော်နောက်ကိုတလန်းဆုပ်ပြီးလက်နှစ်ဖက်ကိုဖြတ်လိုက်တယ်ဒါပေမဲ့ပတ်စံမပေးခင်မှာကျွန်တော်တို့စာချုပ်ချုပ်ရမယ်ဒီစကားကမှန်နေဆိုရင်ကျွန်တော်တန်းတရာရော်ကြီးပေးမယ်ပြီးတော့တူးထောက်ပြီးတောင်းပန်မယ်ဒါပေမဲ့ဒီစကားကမမှန်ဘူးဆိုရင်ဒါမှမဟုတ်ခင်ဗျားတို့ပတ်စံမိသားစုပိုင်ပစ္စည်းမဟုတ်ဘူးဆိုရင်ကျွန်တော်ပတ်စံဆိုရင်ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးတလုံးချင်းစီပြောလိုက်တယ်ပတ်စံဖိုးကြီးခင်ဗျားဘာလုပ်ဖို့စီစဉ်ထားလဲပတ်စံဆိုရင်ကအကြီးကျယ်ရေးစရာတစ်ခုကိုကြားလိုက်ရတယ်လို့ခံစားရပြီးမိုးပေါ်ထောင်ပြီးရေးလိုက်တယ်ကလေးလေးတေခါနီးပြီးငါ့ကိုစိန်ခေါ်ရဲသေးတယ်လားငါကပကြီးကားလောက်ကမှာ250လောက်ရှိပြီးဒါကိုမှားကြည့်မိရင်ငါဒီမှာဟိုကနီပြဝဲခုံကိုအခုပဲကြိုက်စားလိုက်မယ်ငါရဲ့သဘောထားကိုပြောင်းလဲပြီးထင်းအဖြစ်မိရှုဖြစ်မယ်သူကလေလံပွဲရဲ့ဥပဒေအရာရှိကိုလှည့်ကြည့်ပြီးရှေ့နေအခုပဲဝန်ခံချက်နဲ့ရော်ကြီးစာချုပ်ကိုရေးဆွဲပါသူ့ရဲ့အခြေအနေနဲ့ငါရဲ့ကျိန်ဆိုချက်ကိုပါရေးထည့်ပါဒီနေ့ဒီတခိုးလေးကိုထောင်ထဲမှာတစ်သက်လုံးနေသွားစေရမယ်လို့ပြောလိုက်တယ်ရှင်းနေကအလုတ်ရမ်းမြန်တဲ့9မိနစ်မပြည့်ခင်မှာမင်းနှံတင်းနေတဲ့စာချုပ်တစ်စောင်ကိုကျွန်တော်ရှေ့မှာချလိုက်တယ်အဲ့ဒီအပေါ်မှာတန်းတရာရော်ကြီးတောင်းခံတဲ့အချက်လက်တွေနဲ့ပစ္စည်းကအတုဖြစ်ရင်ပတ်စံမိသားစုကဥပဒေအရအကျိုးဆက်အလုံးကိုဆောင်ရွက်မယ်ဆိုတဲ့နောက်ဆက်တွဲစာချုပ်ကိုရှင်းရှင်းလင်းလင်းရေးထားတယ်ကျွန်တော်မဆိုင်မတွပဲဘောပင်ကိုယူပြီးကျွန်တော်နာမည်ကိုလက်မှတ်ထိုးလိုက်တယ်ပြီးတော့လက်ပွေနီပါနှိပ်လိုက်တယ်ကျွန်တော်လက်မှတ်ထိုးလိုက်တဲ့အချိန်မှာပတ်စံဆိုရင်ကတက်ပြင်းရှည်ကြီးချလိုက်တယ်သူ့မျက်လုံးထဲကလောဘကိုဖုံးကွယ်ထားလို့မရတော့ဘူးဒါကိုခိုင်မာတဲ့တက်တေလို့ခေါ်တယ်ကြောက်တဲ့ကျူကစာချုပ်ကိုဆွဲယူပြီးတခန်းလုံးကိုဝင်ကြွားစွာပြသလိုက်တယ်လူကြီးမင်းတို့ကြည့်လိုက်ကြပါစာချုပ်ထဲမှာရှင်းရှင်းလင်းလင်းရေးထားတယ်ဒီကောင်လေးကဝန်ခံလိုက်ပြီးပတ်စံဆိုရင်ကတော့နှကန်းမွေးကိုပုတ်တက်ပြီးပြုံးနေတယ်အောင်နိုင်သူတယောက်ရဲ့ပုံစံနဲ့ရှင်းရှင်းမင်းလက်မှတ်ထိုးတာမြန်တဲ့အတွက်ငါခွင့်ပြုမယ်ဒီနိုင်ငံရဲ့ယတနာကိုနောက်ဆုံးတစ်ခေါက်ထပ်ကြည့်လိုက်ပါမကြခင်မှာဒါကငါရဲ့ယတနာတိုက်ထဲကိုပြန်ရောက်တော့မှလို့ပြောလိုက်တယ်ကျွန်တော်အသက်ပြင်းပြင်းရှူလိုက်တယ်တန်းပေါင်းများစွာချမ်းသာလာမယ်လို့စိတ်ကူးရင်နေတဲ့ဒီဆရာနဲ့တပည့်ကိုကြည့်ပြီးကျွန်တော်ပြပွဲခုံပေါ်ကမိအားပြင်းတဲ့ဓမီကိုယူလိုက်တယ်နှက်ခမ်းတောက်မှာတေမင်းကိုကြည့်နေတဲ့အပြုံးတပွင့်ပေါ်လာတယ်ကြည့်စရာမလိုပါဘူးဒါပေမဲ့ပတ်စံအဖိုးကြီးစာချုပ်တွေလက်မှတ်ထိုးပြီးပြီဆိုတော့ကျွန်တော်လည်းခမ ्या ကိုတစ်ခုတင်ပေးပါရစေ